ဒီကနေ့မှာဆိုရင်တော့မိမငယ်လေးတွေကိုအတင်းအဓမ္မဖမ်းဆီးဆုဆောင်ပြီးကြေးစားလူသက်သမားတွေအဖြစ်မွေးထုတ်ခိုင်းစေခြင်းခံရတဲ့ဇလန်လေးတစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ဇလန်ဆောင်မှာမိန်းကလေးတူကခရိုနီတူကိုအပြတ်ရှင်းဖို့ချင်းကပ်လာနေပါတယ်။သူ့ကိုမဒန်အမ်ဆိုတဲ့အမျိုးသမီးကခိုင်းစေခဲ့တာဖြစ်ပါတယ်။အဲဒီမိန်းကလေးကိုဖမ်းဆီးဖို့စုံတောက်ဂျက်တို့အဖွဲ့ကလည်းသူ့ကိုစောင့်ကြည့်နေကြတယ်။အဲဒီမိန်းကလေးကလည်းသူ့ရဲ့ပြစ်မှတ်ကိုရှင်းပြီးပြန်လာခဲ့ပါတယ်။ဒါပေမဲ့ဒုံးကျည်နဲ့အပြစ်ခံရပြီးသေဆုံးသွားခဲ့တယ်။အိန္ဒိယမှာမဒန်အမ်လည်းရှိနေခဲ့ပြီးတော့စုံနောက်ချက်ကလည်းမဒန်အမ်ကိုဖမ်းဆီးဖို့စူးစမ်းပေမဲ့မအောင်မြင်ခဲ့ပါဘူး။အဲဒီကြေးစားမိန်းကလေးလူသက်သမားအဖွဲ့ကိုမဒန်အမ်ကတေချာဦးစီးဦးဆောင်ပြီးတော့စနစ်တကျဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ကဲဒါဆိုရင်ကြေးစားလူသက်သမားတွေဖြစ်ပေါ်လာပုံကိုကြည့်ကြရအောင်ပါ။မဒန်အမ်တို့အဖွဲ့ကကလေးငယ်လေးတွေကိုဖမ်းဆီးပြီးကြေးစားလူသက်သမားအဖြစ်မွေးထုတ်ဖို့စူးစမ်းနေကြပါတယ်။တနေ့ကမ်းခြေတနေရာမှာကလေးငယ်တွေကိုလေ့ကျင့်ပေးနေချိန်ကလေးမတယောက်ကသူ့အမေကိုလွမ်းလို့သူ့ကိုပြန်သွားခွင့်ပေးဖို့ငိုယိုပြီးပြောနေလို့သွားခွင့်ပေးလိုက်ကြတယ်။ဒါပေမဲ့အမေအိမ်ပြန်ရောက်မဲ့အတွေ့နဲ့ပျော်ပျော်ရွှင်ရွှင်နဲ့ပြေးလွှားနေတဲ့ကလေးမလေးကိုသူတို့ကပြစ်တက်လိုက်ကြပါတော့တယ်။အဲလိုနဲ့ကလေးမလေးတွေလည်းအိမ်ပြန်ဖို့သူတို့ကိုပြန်လွတ်ပေးဖို့ထပ်မပြောရဲကြတော့ပဲမဒန်အမ်ရဲ့လက်ခုပ်ထဲကရေဖြစ်ကြပါတော့တယ်။သူတို့လေးတွေကထွက်ပြေးဖို့စူးစမ်းကြပေမဲ့မအောင်မြင်ခဲ့ကြပါဘူး။ကိုသက်ရှင်ရဖို့ဘသူကိုမှမရှောင်မဲတိုက်ခိုက်ရဲပြီးတနာဆန္ဒမှုကင်းမဲ့စိတ်ရှိအောင်လေ့ကျင့်ပေးထားတဲ့အဖွဲ့ထဲမှာတေတူရှင်မကွဲဒီဒုက္ခတွေကိုကြော်ပြတ်ဖို့ကတိပြုတဲ့တငယ်ချင်းတွေရောက်ရှိတယ်။သူတို့ကတော့ချာလင်နဲ့ကတ်တို့ပဲဖြစ်ပါတယ်။မဒန်အမ်ကအဲ့ဒီမိန်းကလေးတွေကိုကြေးစားလူသက်သမားတွေဖြစ်လာဖို့ခက်ထန်ကြမ်းတမ်းတဲ့သူရဲ့လူတွေနဲ့ပြင်းပြင်းထန်ထန်မညာမတာလေးကျင့်စေပါတယ်။တနာကျင်နာတတ်တဲ့စိတ်မရှိအောင်လဲလေ့ကျင့်သင်ကြားစေတယ်။လူသက်ရာမှာစနစ်တကျတတ်နိုင်ဖို့ခန္ဓာကိုယ်ရဲ့အစိပ်ပိုင်းတွေကိုပါဆရာဝန်တွေနဲ့စနစ်တကျသင်ကြားစေပါတယ်။ကိုယ်ပြည့်ရှင်းမဲ့ယောက်ျားတွေကိုမြူဆွဲတတ်အောင်ပါသင်ပေးပါတယ်။နောက်တနေ့မှာကျွန်းတကျွန်းမှာမိန်းကလေးတွေကိုလှုပ်ပြီးသူတို့ကိုသူ့လူတွေရဲ့တပ်ဖြတ်မှုကနေလွတ်အောင်စူးစမ်းကြဖို့ပထမဆုံးလက်တွေ့သင်ခန်းစာအနေဖြင့်စမ်းသပ်လိုက်ကြပါတယ်။အဲ့ဒီမှာချာလင်ကိုလူတန်ကြီးကတက်ဖို့ဖမ်းချုပ်လိုက်တဲ့ချိန်မှာအဲ့ဒီလူရဲ့မျက်မှန်ကိုင်းနဲ့လေပင်ကိုထိုးပစ်ကလွတ်မြောက်လာခဲ့တယ်။အဲ့ဒီစမ်းသပ်မှုမှာမိန်းကလေးအတော်များများအသက်ခံကြရတယ်။ညတညမှာမဒန်အမ်မျိုးတရက်ဝင်လာပြီးအချက်ပေးတန်ကြောင့်အိမ်မောကြနေတဲ့သူတွေပါလန်နိုးကုန်ကြတယ်။မဒန်အမ်ကသူတို့နားမှာရှိတဲ့အနည်းဆုံးလူတစ်ယောက်ကိုတက်ပြီးတော့အပြင်ကိုထွက်လာနိုင်သူဟာအောင်နိုင်သူဖြစ်ပြီးလူမသက်ပဲထွက်လာတဲ့သူကိုအပြစ်မှာစောင့်နေတဲ့သူလူတွေကတတ်မှဖြစ်ကြောင်းပြောကထွက်သွားကြတယ်။ကဲကဒါဟာအတိတ်ပဲမရှိရပဲ။ဘာလို့ရန်ညိုမရှိပဲအချင်းချင်းတက်ဖြတ်ရမှာလဲလို့ပြောနေတဲ့အချိန်ဒီလိုဖြစ်လာမှကြိုသိနေတဲ့ပုံစံနဲ့ဒေါက်တာချောင်းကိုချွန်နေတဲ့ကလေးမတယောက်ကအနာကတယောက်ကိုစပြီးတက်ပစ်လိုက်တာကြောင့်အိတ်ခမ်းကြီးတစ်ခုလုံးလည်းသွေးအိုင်ကြီးဖြစ်သွားပါတော့တယ်။လူသက်ပြီးအပြင်ထွက်လာတဲ့သူတွေကိုမနှမ်းကြရင်ဒီတက်ဆိုးမဲ့ပြိုင်ပွဲရှိကြောင်းပြောပြီးကောင်းကောင်းအနားယူကြဖို့ပြောလိုက်တယ်။မနှက်ရောက်တော့စီးမြင်ဘလို့ရှိမှန်းကြုံမသိရတဲ့ပြိုင်ပွဲကြီးစတင်มาတော့တယ်။မဒန်အမ်ကနံပါတ်တွေတက်ထားတဲ့ဒုတ်တွေကိုဘုံထဲမှာထားပေးပြီးတိုက်ခိုက်ဖို့အတွက်လက်နက်မျိုးစုံကိုပါထားပေးပါတယ်။မိန်းကလေးတွေကဒုတ်ချောင်းကိုရွေးရမှာဖြစ်ပြီးနံပါတ်1နဲ့2ကြတဲ့သူအရင်ဆုံးတိုက်ခိုက်ရမှာဖြစ်ပြီးတော့အနာရသူကိုနောက်ထပ်2ယောက်အဖွဲ့ကတိုက်ခါထပ်ပြီးတော့အနာရလျင်3ယောက်အဖွဲ့အစသဖြင့်တယောက်တည်းကျန်တဲ့အထိတိုက်ခိုက်ရမယ်လို့ပြောလိုက်တယ်။ဒုတ်ချောင်းကိုရေးကြတဲ့အခါကက်ကနံပါတ်1ကြပြီးနံပါတ်2ကြတဲ့လူဖြူမလေးနဲ့တိုက်ခိုက်ရမှာဖြစ်ပေမဲ့တကယ်လို့နင်းနဲ့ငါတိုက်ရရင်ငါ့ကိုမညာနဲ့လို့ပြောပြီးချာလင်ကကက်စီကလူယူပြီးတက်ကွင်းထဲကိုဝင်လိုက်တယ်။လူဖြူမလေးလည်းငယ်စဉ်ကလေးကမင်းနဲ့ခင်မင်ခွင့်ရလို့ကြည်နေရပါတယ်။ကံမကောင်းစွာနဲ့မင်းနဲ့ပဲတိုက်ခိုက်ရတာစိတ်မကောင်းပါဘူးလို့ပြောကချာလင်ကိုတိုက်ပါတော့တယ်။လူဖြူမလေးအသက်ခံရပြီးနောက်ထပ်2ယောက်ထပ်ဝင်လာပြီးသူတို့ကိုလည်းအနိုင်တိုက်ပြီး3ယောက်အဖွဲ့ကိုပါတက်ပစ်လိုက်နိုင်ပေမဲ့ချာလင်တယောက်တော်တော်ပင်ပန်းသွားခဲ့ပါပြီ။ဒီလိုနဲ့ရဲမကြည့်နိုင်တော့တဲ့ကက်ကလူသက်ကွင်းထဲဝင်ပြီးချာလင်ကိုပါတယ်။နောက်ဆုံးမှာဆိုရင်သူတို့လိုပဲတိုက်ရိုက်ခိုက်ရမြင့်တဲ့သူနဲ့တိုက်ရပြီးချာလင်တယောက်အသက်ခံရလူနီးပါးမှာမဒန်အမ်ကနောက်ဆုံးတယောက်ပဲကြံရမယ်ဆိုတဲ့သူရဲ့စီကန်းကိုရုပ်သိမ်းက3ယောက်လုံးကိုအသက်ရှင်ခွင့်ပေးလိုက်ပါတယ်။နောက်တနေ့မနက်မှာသူတို့3ယောက်အတွက်ပါတီတစ်ခုစီစဉ်ပေးပြီးသူအတွက်ကြေးစားလူသက်သမား9နှစ်တိတိလုပ်ပေးပြီးမင်းတို့အားလုံးလွတ်လပ်သွားပြီလို့ပြောလိုက်ပါတယ်။မဒန်အမ်ကဝိုင်းခွက်ထဲကိုမေးစည်းလဲထည့်ထားကသူ့လူ3ယောက်ကိုအာဓမပြုကျင့်စေခဲ့တယ်။မဒန်အမ်ကသူခိုင်းတဲ့အလုပ်ကိုအောင်မြင်မြင်လှုပ်ဆောင်နိုင်ဖို့အတွက်လူတွေကိုမြူဆွဲတဲ့အခါသူတို့ခန္ဓာကိုယ်ကိုမနှမျောတက်စေဖို့ရည်ရွယ်ချက်နဲ့အခုလိုလုပ်လိုက်တာဖြစ်ပါတယ်။ချာလင်ကသူ့ရဲ့ပထမဦးဆုံးသောမစ်ရှင်ကိုစတင်လိုက်ပါပြီ။ချာလင်ကမဒန်အမ်ရဲ့နီးရီတိုင်းသူ့ရဲ့ပြစ်မှတ်ကိုချင်းကပ်ပြီးမြလိမ္မာပါနေတဲ့သူ့ပြစ်မှတ်ကရိမ့်မိသွားပြီးခေါင်းထိတ်ကတနက်ကိုထုတ်ကသူ့တပည့်တွေကိုခေါ်လိုက်ပါတယ်။
ချာလင်ကလည်းပြမတ်ကိုအပြည့်ရှင်းပစ်ခဲ့ပြီးပြမတ်ရဲ့လူတွေနဲ့တိုက်ခိုက်တဲ့အချိန်တငယ်ချင်းကရောက်လာကအတူတူတိုက်ခိုက်ကြရင်လည်းပြန်လွတ်လာကြပါတယ်။ပြမတ်ရဲ့အလောင်းကိုဆုံနောက်ဂျက်နဲ့အဖွဲ့ကစစ်ဆေးပြီးတပ်သွားတဲ့သူတွေကမဒန်အမ်ရဲ့ကြေးစားဖွဲ့မှန်းတည်သွားကြတယ်။တရားခံကချာလင်ဖြစ်ကြောင်းသတင်းစာမှာပါလာပြီးချာလင်နဲ့သူ့ကိုကြိုးကင်နေတဲ့မဒန်အမ်ကိုဖမ်းဆီးနိုင်ဖို့ကြိုးစားပါတော့တယ်။ငငယ်လေးကလေးကပျောက်သွားတဲ့သမီးနဲ့ပြန်ဆုံနိုင်ဖို့ဆူတောင်းနေတဲ့ချာလင်ရဲ့အမေစီဆုံနောက်ချက်သွားပြီးသူ့သမီးကကြေးစားလူသက်သမားဖြစ်ကြောင်းပြောကာတကယ်လို့ချာလင်သူ့စီလာရင်သူတို့ကိုအကြောင်းကြားပေးဖို့ပြောပေမဲ့သူသမီးကလူသက်သမားဖြစ်နေရင်တော့သူတို့ကိုအကြောင်းကြားပေးဖို့အကြောင်းမရှိကြောင်းပြောလိုက်ပါတယ်။ပွဲတော်တစ်ခုမှာအရာရှိတွေတက်ရောက်လာပြီးအဲဒီနေရာမှာဆုံတောင်းဂျက်နဲ့ချာလင်ရဲ့အမေလည်းရှိနေပြီးတော့ချာလင်ကသူ့ရဲ့အမေကိုပြည့်ကျက်နေတဲ့လူကြီးချားထက်ကနေနေခဲ့တာကိုတွေ့ရပါတယ်။အဲ့ဒီချိန်မှာပဲကြေးစားတယောက်ကအရာရှိကိုအစိတ်ဆူးနဲ့ပြစ်လိုက်ပြီးတော့လူကြီးလည်းရုံရင်းဆန်ခတ်တွေဖြစ်ကုန်ကြတယ်။အမေအိုကြီးကပြေးလွှားနေကြတဲ့လူတွေကြားကသူ့ရဲ့သမီးကိုရုတ်တရက်တွေးလိုက်ပေမဲ့ချာလင်တယောက်ငငယ်ကလေးကခွဲခွာခဲ့ရတဲ့အမေကိုနှုတ်တောင်မဆက်ရပဲထွက်ပြေးရပါတော့တယ်။ဆုံနောက်ချက်လိုက်လာတာတီးလို့ရေခဲတင်ကားထဲပြေးဝင်လိုက်ပြီးတော့ကျက်လဲချာလင်ကိုဖမ်းနိုင်ဖို့အတွက်သူပါအဲ့ဒီကားထဲဝင်လိုက်ပါတယ်။နှစ်ဦးသာထိတ်တိုက်တွေ့တိုက်ခိုက်ကြတဲ့အချိန်မှာစိတ်အေးထားပြီးဖြည့်ရှင်းဖို့ဂျက်ကချာလင်ကိုပြောလိုက်တယ်။အေးတန်ကြောင့်ချာလင်ကလည်းအတော်ချမ်းနေတာဖြစ်ပြီးဂျက်ကသူ့ရဲ့ကုံရင်ကြီးကိုချွတ်ကားသူ့ကိုဝစ်ခိုင်းပြီးတော့နှစ်ယောက်စလုံးအနှွေးထက်ရဖို့သူမကိုဖတ်ထားလိုက်တဲ့အခါမှာဘဝတစ်ခုလုံးကြမ်းတမ်းခတ်ထန်မှုတွေနဲ့သာကြုံတွေ့နေရတဲ့ချာလင်တယောက်ခဏများလောက်နှွေးထွေးမှုကိုခံစားလိုက်ရပါတယ်။အေးတန်ကြောင့်ဂျမ်မီမျောနေချိန်သတိမေ့အောင်ခေါင်းကိုတစ်ချက်ရိုက်လိုက်ပြီးထွက်ပြေးခဲ့ပါတယ်။ညတညမှာသူ့ရဲ့လှုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့သူတယောက်ကသူ့အမေကိုတတ်ဖို့လုပ်နေတဲ့အချိန်ဂျက်ရောက်လာပြီးတော့တိုက်ခိုက်ပါတယ်။ချက်တယောက်အသက်ခံရနီးနီးဖြစ်တဲ့အချိန်ချာလင်ရောက်လာပြီးတိုက်ခိုက်ကအဲ့ဒီကြေးစားမင်းကလေးလည်းအသက်ခံလာရပါတယ်။ဓာတ်ထိုးခံနေရတဲ့အမေအိုဟာသူ့သမီးကိုပထမဦးဆုံးချိန်ပြန်မြင်ရတာဖြစ်လို့နာကျင်မှုကိုတော့သတိမထားမိလောက်အောင်ပျော်ရွှင်နေခဲ့တယ်။ချာလင်ရဲ့အမေကဂျက်ကဂုံပိုးပြီးတော့ဆေးရုံကိုပို့ဖို့အပြေးလွှားသွားနေကြတဲ့အချိန်လမ်းမှာရဲတွေစောင့်နေလို့ရှင်ကလူကောင်းတယောက်ပါကျမအမေကိုစောင့်ရှောက်ပေးပါလို့ပြောပြီးထွက်သွားခဲ့တယ်။နောက်တနေ့မှာချာလင်ကကန်တစ်ယောက်စလုံးမောင်မဒန်အမ်ကခေါ်ပြီးနောက်ဆုံးတာဝန်ကိုပေးအပ်လိုက်တယ်။မဒန်အမ်ကလူမိုက်ကိုင်းတစ်ဖွဲ့စီကလူသက်ပေးဖို့သဘောတူထားတာဖြစ်ပြီးတော့အဲ့ဒီတာဝန်ကိုချာလင်နဲ့ကလုံးဆောင်ပေးရမှာဖြစ်ပါတယ်။မဒန်အမ်ကသူတို့နှစ်ဦးကိုလိပ်စာပေးပြီးအဲ့ဒီနေရာကိုသွားဖို့ပြောလိုက်တယ်။သူတို့ထိုနေရာကိုရောက်လာတဲ့အချိန်မှာသူတို့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်အံ့ဩသွားခဲ့ကြတယ်။အဲ့ဒါကတော့သူတို့ကိုငှားထားတဲ့သူကသူတို့ရဲ့မဒန်အမ်ကိုတတ်လိုက်တာပဲဖြစ်ပါတယ်။တစ်ချိန်ကသူတို့တက်ခဲ့တဲ့သူဟာသူ့ရဲ့မိတ်ဆွေဖြစ်ပြီးသူမိတ်ဆွေအတွက်ကလေးစားပြန်ချေဖို့လှလှပပအကွက်ဆင်လိုက်တာပါ။အဲ့ဒီဂိုင်းကောင်းဆောင်ကချာလင်ကိုစိတ်ကြွစီတစ်မျိုးနဲ့ပြစ်လိုက်တယ်။ထိုနေရာကနေပြန်ပြေးလာကြတဲ့အချိန်တိုက်အောက်ကကားပေါ်ကိုချာလင်ခုန်ချနိုင်ပေမဲ့သူတငယ်ချင်းကကတော့လူဆိုးကြီးလက်ထဲရောက်သွားခဲ့ပါတယ်။အမှုတွေကိုပြန်ပြီးတော့စစ်ဆေးနေတဲ့ဂျက်စီဖုန်းဝင်လာပြီးသွားကြည့်တဲ့အချိန်မှာထိထားတဲ့ချာလင်ပဲဖြစ်နေတဲ့ဆိုတာကိုတွေ့လိုက်ပါတယ်။စိတ်ကြွစေမိထားတဲ့ချာလင်ကစိတ်မထိန်နိုင်တာရဲ့ဂျက်ကိုတိတ်တဟိုးချစ်နေတာရဲ့ကြောင့်နှစ်ဦးသားချစ်တင်းဟောကြပါတော့တယ်။မနက်ရောက်တော့စာတစောင်းထားခဲ့ပြီးတငယ်ချင်းကတ်ကိုကယ်ဖို့သွားခဲ့ပါတယ်။လူဆိုကြီးကကတ်ကိုမှတ်လုံးအိမ်ထဲမှာရုပ်သိမ်းရုပ်လိုချီနှောင်ထားပြီးတော့ချာလင်ရဲ့ရှေ့မှာပျော်ပျော်ကြီးခေါင်းဖြတ်တက်လိုက်တယ်။သူချစ်တဲ့တငယ်ချင်းသူရှေ့မှာရဲဆက်ဆက်အသက်ခံရလို့ပြင်မဆိုင်နိုင်တဲ့ချာလင်ကလူဆိုကြီးကိုပြန်တတ်နိုင်ဖို့ရှိသမျှအားနဲ့တိုက်ခိုက်ပါတော့တယ်။လူဆိုကြီးလက်ခေသူမဟုတ်တာကြောင့်သူနာကိုနာတိုက်ခိုက်ကြရတယ်။နောက်ဆုံးမှာလူဆိုကြီးရဲ့ကြောရိုးမကိုချိုးပစ်ကအနိုင်ယူလိုက်တော့တယ်။ချာလင်ရဲ့အမေကသူသမီးပြန်လာမှာကိုဖျားမှာဆူရီတောင်းပြီးစောင့်နေပေမဲ့ချာလင်ကတော့လက်ဝေးရကိုသာထွက်သွားခဲ့ပြီးပဲဖြစ်ပါတယ်။